ဒီနေ့မှာတော့ display ပြတ်သွားတဲ့ MacBook တွေကိုကျွန်တော်ဒေါက်တာမဲမှာဘယ်လို replace လုပ်လဲဆိုတာလေးကိုပြောပြသွားချင်ပါတယ်အခု MacBook Pro ကတော့အောက်မှာအစင်းမဲ့ပေါ်ပြီးတော့ရုံးမထွက်တော့တဲ့အတွက်လုံးဝ display တစ်ခုလုံးကိုလဲပလိုက်ရမှာဖြစ်ပါတယ်MacBook စာပေဒီတိုင်းမှာတော့ battery cable ကိုအရင်ဖြုတ်ပေးရမှာဖြစ်ပါတယ်ဒါမှသာလျှင်ကျန်တဲ့ electronic parts တွေကိုစိတ်ချလက်ချကင်တွယ်လို့ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ပျက်စီးသွားတဲ့မူရင်း display ကိုသူ့ရဲ့ body ကနေအပလေးတစ်ခုလုံးဖြုတ်ပြီးပဲဖြစ်ပါတယ် replace လုပ်မဲ့မူရင်း display အဟောင်းကိုတော့အခုလိုပဲစောစော procedure တိုင်းပြန်ပြီးတော့တက်ပါမယ်အခုဒါကတော့စောစောပျက်စီးသွားတဲ့ MacBook ရဲ့ display အဟောင်းပဲဖြစ်ပါတယ် MacBook display တွေက display တစ်ခုတည်းပိုတာဖြစ်ပါတယ်သူ့မှာ webcam လည်းပါပါသေးတယ်အဲ့တော့ webcam လဲလိုက်တဲ့ display မှာ webcam ကောင်းမကောင်းအခုလိုပဲစစ်ဆေးပေးရတာဖြစ်ပါတယ်ဒါ့အပြင် ambient light sensor လို့ခေါ်တဲ့ပတ်ဝန်းကျင်အလင်းရောင်ကိုထောက်လှမ်းပေးတဲ့ sensor လည်းဒီ display မှာပဲတက်ထားတာဖြစ်တဲ့အတွက်ဒီအားလည်းအလုံးလုံးမလို့ကိုလည်းစစ်ဆေးပေးရမှာဖြစ်ပါတယ်အထူးသဖြင့်တော့ MacBook ရဲ့ keyboard backlight ကပတ်ဝန်းကျင်အလင်းရောင်လိုက်သူ့ရဲ့ backlight အလင်းရောင်ပြောင်းပါတယ်ဒီ sensor က MacBook ရဲ့ display မှာပဲတက်ထားတာဖြစ်ပါတယ်အခုကျွန်တော်ပတ်ဝန်းကျင်လင်းသလိုဖန်တီးပြီးတော့ MacBook ရဲ့ backlight ကိုစမ်းကြည့်တဲ့အတွက်မလင်းတော့ပါဘူးဒါဆိုရင်တော့ display တွေမဟုတ်ဘဲနဲ့သူ့မှာပါတဲ့ sensor တွေပဲအားလုံးမှာကောင်းမွန်အောင်လဲထားတဲ့ MacBook display replacement စာပေကိုပြုလုပ်ပြီးဖြစ်ပါတယ်